မြတ်စွာဘုရားကိုယ်တိုင်ကသရဝါတွေကိုကက်တင်နေဆိုတဲ့နေရာမှာဟိတိပဝတ္တနေနအာဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္တတိသရဝါတွေကိုကက်တင်ပုံကက်တင်နည်းကသရဝါတွေရဲ့တဏ္ဍမှာအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေခြင်းအခြေအနေဆိုးတွေကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေမှရှောင်ရှားစေခြင်းဆိုတဲ့ဒီလုပ်ငန်းနှစ်ခုနဲ့သရဝါတွေကိုကက်တယ်အဲ့ဒါတော့ရှင်းရှင်းလေးပဲမိဘတွေဆရာသမားတွေကကိုယ်သားသမီးကိုဗာပြောလဲဒါမလုံးနဲ့ဒါလို့ဒါပဲပြောတာမဟုတ်လားအကျဉ်းချုပ်လိုက်လို့ရှင်မင်းဒါမလုံးနဲ့ဒါလို့ဒါမလုံးနဲ့ဆိုတာဆိုးကျိုးဖြစ်နိုင်တဲ့အရာဒါမလုံးနဲ့ဒါလို့ဆိုတာကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့အလုပ်ကိုလည်းမြတ်စွာဘုရားလမ်းညွှန်တာလဲဒီနှစ်ခုပဲဟိတနဲ့အဟိတကောင်းကျိုးကိုဖြစ်ပေါ်စေတဲ့အရာတွေကဟိတဆိုးကျိုးကိုဖြစ်ပေါ်စေတဲ့အရာတွေကအဟိတဟိတကိုလမ်းညွှန်ပြပြီးအဟိတမှာရှောင်ရှားစေခြင်းပဲမြတ်စွာဘုရားသရဝါတွေကိုကယ်တင်တာအဲ့ဒီနဲ့မြတ်စွာဘုရားကဒုက္ခကိုတိုက်ရိုက်ပေးတာမဟုတ်ဘူးလို့ဒီလိုဆိုလို့လေနော်